နည်းနည်းတော့ဘာသာပြန်ပေးလားဟမ်နည်းနည်းတော့ဘာသာပြန်ပေးဘာသာပြန်ပေးအေးမင်းအဲ့လိုပြောငါဘာသာပြန်ပေးမယ်လုပ်ပေးလိုက် Hello မင်္ဂလာပါအဲ့လိုဟုတ်တယ် May I know English May I talk English သူမင်းနဲ့အင်္ဂလိပ်ကြီးနဲ့အိုင်ထဲမှာကလိနေရတယ် No No ပါကင်သွားတယ် Sorry အစောကြီးထားလို့ထားမလုံးရွှေအင်္ဂလိပ်ကိုသိချပြမှာကွာမင်းဘာမှမပြောနဲ့တော့ငါဘာသာပြန်မယ်နေဘာမှမပြောနဲ့ပြောတယ်ပြော Hello It's just me အင်ဂျွတ်ပြီးတဲ့လေးတိုက်လို့နေမပြောနဲ့တော့ငါပြောမယ် It's just me ဒီစိလောက် May I know English ကျွန်တော်အင်္ဂလိပ်လိုနေချင်းပြုပါ at How are you today အားလုံးနေကောင်းရဲ့လားနေကောင်းလား There is Myanmar traditional music group as Zombie group and watch it low လောက်ဦးတော့ watch it မပြောနဲ့လို့ Zombie group at there is Kanjikan at ရောက်ရှိ address at minute size is scientist scientist is the body charge မလုံးရွှေ there is Zomin Zomin at publish 90s at okay ချူ at chit 2 plus ညပြူ there is a ကောင်းမြတ်ဆန်သူ့တာကောင်းမြတ်ဆန် Okay at the group ဟောဒီဖွဲ့ Okay 13ဟောဒီအသင်းမှာ Zomin is the leader Zomin leader ဘာချစ် leader ပေါက်ပြီးဖေခါဟုတ်တော့မင်းလည်းကြည့်ပဲဘာလို့ဆွဲနေဆဲတာဟုတ် leader ဆိုတာခေါင်းဆောင်ဩ leader ဆိုတော့ခေါင်းဆောင် leader ပြော English speaking man or leader Zomin is the group leader Zomin ကဒီဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပါတယ်ဟုတ်ကဲ့Zomin is that ဘူးဒီပုတ်ပေZomin အသိကိုလက်ပါတဲ့ကောင်လေးတယောက်ဖြစ်ပါတယ်မှားနေတယ်နော်မလီဟဲချက်စီကကောင်းလိုက်တာမှားနေတယ်ကွာZomin ရဲ့ beautiful Zomin ကလှတယ်ဒါ Zomin ရဲ့ဘူးဒီပုတ်ပေတော့Zomin မြအကျော်တယ်မှတ်နေလားဟုတ်ပါပဲမင်း Zomin ရဲ့ beautiful Zomin ကလှတယ်Zomin ဘူးဒီခုအမားလေဟာBeautiful Zomin beautiful Zomin အသိကိုလာတယ် handsome ချာချာပိတာ Okay Zomin is that ဖိုကန်ပင်အဲ့ဒါဘာတော့ Zomin ကဖေခံဖို့ပါ Zomin ကဖေခံဖို့ပါဟဲ့တော်ပြီဘယ်နဲ့ကွာငါတော့အကောင်းအစတော့ဟုတ်မလို့နားထောင်နေတာနောက်ဆုံးတော့မကောင်းတဲ့နေရာပို့တာဟာပေါ့စီတော့အလူတကာကြီးကဒီပွဲရန်ကုန်ကနေတကူတကာခေါ်တာပေါ့စီဘာပေါ့စီလို့စက်သားပေါ့စီလေးနင်းသားမလို့လားတော်မင်းအာမကိုငါ့ကိုတရားလုံးရှိရဘာတော့ချစ်ရဲ့ Yes in my this is not teaching plus အဲ့လိုလုပ်ပါပညာတတ်တယ်နော်ကွမ်းချီ Yes in my this is not teaching plus မင်းအဲ့ဒါဘာတော့ teaching plus and that's evelynမင်းမရိုက်တော့မလုံးတွေကိုပဲခောက်တော့မလုံးရှူပဲခောက်တော့အကောင်ပြောသမားဝိုင်းချီ Yes in my this is not multiple patch ဒါတော့မစိုးဝိုင်းချီ Yes multiple patch အဲ့ဒါပါတူ multiple patch and မီထိုးတဲ့ပလက်ပေါက်အဲ့ဒါနစ်ဖင်နဲ့ကိုထည့်လိုက်ငါဖင်နဲ့မီကိုတွေထွက်နေမှာမီကိုတွေထွက်တော့အရမဖင်မီကိုထွက်အဲ့သူချလာတယ်မမTres wale lale pure chisno neခေါ်လိုက် Hey ဝလပူဟုတ်ကဲ့ပါမမကျပါလေကျွန်တော်လက်ကောက်ပဲယူလိုက်ပါမယ်လူကျွန်တော်နှစ်ပါးဖလာပါဖရားလာဒီပါလားကဲကွယ်ချီကျပါလေမရလည်းပြောတော့တယ်ပတ်စံအများကြီးကင်ပြက်စီးတတ်တယ်တဲ့မကိုင်းတော့ပါဘူးကပါစီကျွန်တော်ရဲ့မမကဆုတော်ငွေ3000နဲ့တချင်းလေးတောင်းတာပါသိဝင်ဝါကအမိမျက်ကြီးစားတော့လှတဲ့ထင်တယ်အခုတော့သိနီးကကြည့်တော့သိမလားပါဘူးချက်ချမ်းကြီးဆိုပါပဲလောက်ကြီးမလားပါမလားပါဟဲ့လားကဲဒုမမကတောင်းတာလေးစွပေးပါမယ်ဒုမနော်ခဏလေးသိခံပြပါနော်ခဏလေးရတယ်အဲ့တော့ကိုမကြီးကိုသမင်းတီးတယ်ကျွန်တော်ခင်ဗျားကိုမြောက်ပေးမယ်ရလားရတယ်သိကြလားမောပြီတော့ကြည့်မယ်နော်ဟေးဒီမနဲ့တန်းကြောင်ဖိတ်ခံခိုင်းဟေး
ပါပိပြရပါပိပြရပါပိပြဘာတွေရနေတာတော့ မလေးကြပြ ကြဗျာ ဟုတ်တယ် ဘသူရေးတာ နေမို့ငါရေးထားတာ မစာရီပါရေးတတ်တယ်ပေါ့ ရေးတတ်တယ် စုံနေရတာ ခုနကမကြည့်ပြမှာသွားရေးတာ ဟုတ်လား ဟုတ်တယ်ဒီပါလေမန်တိုင်းပြောရင်အသားဒါနှုတ်နေသလား ဟာ အသားဒါနှုတ်နေဆိုတော့အဲ့မကြည့်ပြမှာဒီစာရေးနေတာဟာမကြီးရွက်ကဒီအပေါ်ကျွေးကြတယ် အင်း အကျော်တင်သွားတာ ငယ်နာကြောတင် ဟာနာလေး ဒီနာကြောတင် ဟုတ်တယ် တက်တာတော့ဒီနာနဲ့ဓမ္မနဲ့ခုန်လိုက် မကြီးတဲ့ကြွေတယ်များအကျော်တင်နေတယ်ကြီး ဟု ဟုတ် တ်တယ်အဲ့နဲ့အဲ့နာမကြီးရွက်ကျွေးတယ်လို့မကိုက်ဘူးဆိုဘူးဟိုဘက်ကနွားသိန်းကုန်ထဲသွားရေးတာ ဟုတ်လား အသားနှုတ်လို့ကြတော့နေရွက်နွားနေသွားတာမသိဘူး မှတ်ကြရောအဲ့ဒါ ဒီမှာနေကိုရေးတာခင်ဗျာ listen သိရမယ်နော် ဆို စကားမစလို့တိုးတိုးပြောမယ်နားဆိုင်တောက်ခွဲ နားဆိုင်ပါခင်ဗျာ ကျွတ်တို့ဆိုင်စရာလေးရုပ်လဲလွန်ချောတယ် အလေ သမီးပုံစံရမကြီးတဲ့သမီးမျက်လုံးလေးရဲ့ အဲ့ဒါတွေချစ်တာ သူ့စတိုင်ကားလေးရဲ့ခင်လဲမိပါတယ်နှာခေါင်းကကြီးနေတယ်နာဘူးကြီးလို့ခေါ်ရင်စိတ်ဆိုးတယ် အစအကောင်းပါလေအဲ့နာဘလို့ဖြစ်သွား နွားနင်းသွားတော့ဘာလို့ရေမမတူဖြစ်သွားအောက်ကဟာတော့ကောင်းတယ် အောက်ကကောင်းလားအဲ့လိုအောက်ကလို့အဲ့ဒါဆို အောက်ကကောင်းတယ်နင်းစားမလား အေးဆမ်းအဖေဘာလို့ဆမ်းမှာ ဟုတ်လေစဉ်းစားမလား ဟုတ်လို့စားပါ စဉ်းစားမလား မစားဘူးသွား စက်မီလို့ပြောရအောင်မယ်များတီအောင်ကွ အဲ သူ့ဘဝသူ့เจ้าကိုကျွန်တော်ကတီဆုံးကွ မင်းသိဆုံး နေရာတကစမ်းကောင်းနဲ့ sorry ဆိုဝိုင်းဝိုင်းလေ ဟတ်လား သူ့เจ้าနေတော့ငါအချောက်ကြီးခေါ်လာတယ် ဘာလို့ဖို့တော့ ညာတော့ပွင့်မှာကွယ် ဟာ ခန္ဓူကြီးနဲ့ဒူဒူအိတ်သည် ဟာ တဲ့ ဟေ့အောင် မသူချလာတယ်နေလာလာသမီးလေးတို့ပါပါဦးကွာ အေးညီမလေး အဲ့ဒီကလေးလည်းလာမယ်တင်တာနိကကြည့်တော့အဲ့ဒီမဟုတ်ပါဘူး အေးပါအေးပါကဲ อืม ဦးနိုင်ဦးကတဲ့ လူ နော် ရှင်တော်တွေလည်းသုံးသက်ဆွဲတတ်တယ် အဲ့ဒါဦးနိုင်ဦးငါတို့ဘာလို့မဘာ ဘာ လို့ လို့ဘာလို့မအောင်လဲ ရှီတုံးပေးရှင်တို့ကျွေးဆက်လဲ ဘာလို့ချီတော့ပေချီတော့ကျွလာတော့နေတယ် နေပေါင်း50ဘက်ပေါင်းမယ်ဟောဘောပင်နဲ့ရေးထားတာ ဘာနဲ့ဟေးပါဖောက်ဝေး ဆမ်းပါကျွန်တော်ဖတ်ကြည့်ပါဦးမယ်စာလာတဲ့ဟိုလေးလေးစာလာတဲ့စာလာတဲ့ဟိုလေးလေးစာလာတဲ့တော့ဖတ်ဟာကကြည့်လို့ဘာမို့ ကွာကမဖတ်ဖက်နဲ့ရှာရုံပေးရှာရုံကြီး တုံးပေးရှင်တို့ကျွေး ဟေးပါ တကယ်လို့တာကွာ ဆလဲဝင်အိုး ဆက်လေမဦးကြီး ဆလဲဝေဟုတ် ဆလဲဝင်အိုးအဲ့ဒါလေးရောဆိုပြီးပါတဲ့ ကဲဒါဆွတော်ငွေ2000ဦးနိုင်ဦးကပါတဲ့ ဦးနိုင်ဦးက ဆိုပေးပါမယ်ပြီးရင်နော် 2000 ကျွန်တော်ခွေလေးပြီးအောင်တော့စောင့်ပေးပါလို့အကိုများမများကျေးဇူးတင်ပါတယ်ဝါကြီးတဲမဆုစုပါတဲ့ စက်မီလို့ပြောရအောင်မဲများတီအောင်ကွယ် အဲ့လိုလို့ သူ့ဘဝသူ့เจ้าကိုကျွန်တော်ကတီဆုံးကွယ် အဲ နေရာတွေကစမ်းကောင်းနဲ့ sorry ဆိုဝိုင်းဝိုင်းလေသူ့เจ้าနေတော့ငါအချောက်ကြီးခေါ်လာတယ် ဟုတ်ပါ ညာတော့ပွင့်မှာကွယ်ခန္ဓူကြီးနဲ့ဒူဒူအိတ်သေး မဟုတ်ဘူးလေ တဲ့ ဟော စီရက်တဲ့နဲ့သူလာတယ်သူကိုကြည့်အောင်ကွယ် အဲ့လိုပါ ပါဇက်ကြီးကပြဲနေတယ်စောင်းစားကြည့်ပါလေ ဟုတ်ဗျာ သူ့ပေမဲ့များကချစ်လို့ဖတ်ကြတဲ့ဒီကောင်ရဲ့တရားလုံးတရားကျွန်တော်ပြောမယ်ဒီနေ့လုံးတရားကျွန်တော်ပြောမယ် ပြောလိုက်စမ်းကွာ ဆိုင်ပွဲပြီးရင်ကွယ်တောင်ပြုံးပွဲကိုဖင်ခံထွက်အောင် ကိုဆိုင်ဆံကိုအဲ့လိုပြောရသလားကွာဟာ ဆိုင်တရားဖင်ခံမှာတော့ဟိုကောင်တွေကလက်ရမှာဖင်ခံတော့ကြသူဖင်ခံတော့ကြသူ ပြောနေဆိုးလေကြည့်အောင် မင်းတို့ဘက်အဲ့လိုဖင်ခံပြီးမင်းတို့ဆိုင်ကနာမည်ပြောလိုက်တော့မန္တလေးဖင်ခံဆိုင်အဲ့ကြပွဲကားတွေကလာမှာသမီးရေဖင်လို့ချင်လို့ဟေးကိုသမီးကလာပါဗျာလာပါဗျာ အဲ့ဒါဆိုရင်ကိုစောမင်းဖင်ပါတတူးထိုးမယ် ဟာလို့ ဒီနားမှာဆင်းမကြောင်ထိုးလိုက် အဲ့လို ဘတ်တူရဲ့လူမရွေးဘူး အမခင်ဗျားတို့လည်းဟီဟီဟီနေနေတာပဲအမှသဘောကြီးကြနေတာသူတို့ကမာဟာတို့ ကြီးကြီးပြောတဲ့သဘောကျမှာပေါ့နော် ဒီကောင်ကြီးကကျုပ်မကောင်းကြောင်းပြောတာဒီဘက်ကကောင်လည်းမထူဘူးရဲ့ရတယ်မင်းတို့အားကိုးမှတီးရမှာဆိုမင်းမတီးတော့ရတခွန်းမှမပြောနဲ့တော့ဟာအချက်မှမတီးနဲ့နိုင်ကိုလိုဟဲ့ငါစိတ်ကူသွားပြီနော်သဘောပေါက်လား ကြီးရလုံးနေတာကမင်းတို့ ဟေးကိုလိုဘူးမှပြောနေဟာဟေး